နေပြည်တော်ကောင်စီနယ်မြေအတွင်းမန္တလေးငရင်ကြီးကြောင့်ပျက်စီးသွားတဲ့ရုံးဆောက်ဦးနဲ့ဝန်ထမ်းအိမ်ယာများအသစ်တည်ဆောက်ရန်တောင်းပန်ရေးဆွဲနိုင်ရေးညှိနှိုင်းစည်းဝေးကိုဒီကနေ့မှာနေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးမှတ်7အစည်းအဝေးခန်းမမှာကျင်းပပါတယ်။အစည်းအဝေးမှာဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမျိုးတန်းကအဆောင်အများကိုပြုပြင်ထိန်းသိမ်းရန်နဲ့အသစ်တိဆောက်ရမှာလိုက်နာရမယ့်ငရင်တန်းကြောင့်ပျက်စီးသွားသောအဆောက်အဦလမ်းသနာများအတွက်အမျိုးအစားနဲ့ပျက်စီးမှုပုံစံများလိုက်ပြန်လည်ပြုပြင်ရမှာလိုက်နာရမယ့်လုံထုံးလုံနည်းနဲ့ဆောင်ရွက်ရမယ့်လုပ်ငန်းအဆင့်များကိုလည်းဖြန့်ဝေပေးထားပြီးဖြစ်၍ပြန်လည်ပြုပြင်ရန်နဲ့အသစ်တိဆောက်ရမှာလိုက်နာရမှာဖြစ်ပါကြောင်းပြောကြားပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတန်းထွန်းဦးကဆောင်ရွက်မဲ့လုပ်ငန်းစဉ်များနဲ့ဆက်လင်းပြီးရှင်းလင်းဆွေးနွေးပြောကြားပါတယ်။အဲဒီနောက်မြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာနဒုတိယညွှန်ကြားမှုချုပ်ဦးစောစောအေးကငရင်တန်းကြောင့်ပျက်စီးသွားတဲ့ရုံးဆောက်ဦးနဲ့ဝန်ထမ်းအင်အားများအသစ်တိဆောက်ရန်မြေနေရာရွေးချယ်မှုမြေစမ်းသပ်စစ်ဆေးမှုမြို့ပြမြေအသုံးချမှုရာခိုင်နှုန်းစံသတ်မှတ်ချက်များတောင်းပန်ရေးဆွဲရမှာလိုက်နာရမယ့်အခြေခံအချက်အလက်များနဲ့ပတ်သက်ပြီး၎င်းနေပြည်တော်စီပင်သားရေးကော်မတီဒုတိယမြို့တော်ဝင်ဦးမမောင်ကအင်ယာစီမံကိန်းအသစ်တည်ဆောက်ရန်မြေနေရာရွေးချယ်ထားရှိမှုအခြေအနေကို၎င်းရှင်းလင်းတင်ပြပါတယ်။အဲဒီနောက်တက်ရောက်လာကြတဲ့တာဝန်ရှိသူများကသက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးတင်ပြချက်များပေါ်ပြည်ထောင်စုဝန်ကြီးကတောင်းပန်အတွက်မြေနေရာရွေးချယ်ခြင်းနဲ့စွမ်းတက်ဆောင်ရွက်ခြင်းတို့ကိုအမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးဟာတောင်းပန်အတွက်မြေနေရာရွေးချယ်ထားရှိမှုအခြေအနေတို့ကိုမြေပြင်မှာကွင်းဆင်းကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများအမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်ရန်တို့ကိုတာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးဟာဒုတိယဝန်ကြီးများဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါပြီးဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများယာယီနေထိုင်နိုင်ရေးစပူတီရီမြို့နယ်ဒနာတီရီရပ်ကွက်မှာမော်ကျူလာဟောက်စ်များနေရာချထားတက်ဆင်နေတဲ့လုပ်ငန်းခွင်ကိုရောက်ရှိရာတာဝန်ရှိသူများကမြေနေရာရှင်းလင်းထားရှိမှုမော်ကျူလာဟောက်များတတ်မှတ်ရထားချက်နဲ့အညီနေရာချထားတက်ဆင်နေတဲ့ခြေနေတို့ကိုရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးကလုပ်ငန်းလိုအပ်ချက်များမှာကြားခဲ့ပါတယ်။ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများယာယီနေထိုင်နိုင်ရန်အလျားပေ20အနက်10ပေရှိမော်ကျူလာဟောက်များအား Phase 1မှာယာတာ64လုံးနဲ့ Phase 2မှာယာတာ124လုံးစုစုပေါင်း188လုံးတက်ဆင်တိစောက်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။